가마요 스케일러지 안에 디바가 스케일러지 안에 디바가 온라인 만니네 ခုတွဲပြီးတော့အမျက်ငွေဘယ်လိုရှားမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။ဒီမှာဦးဆုံးစကေးလို့ဆွေးရတဲ့ကိုအရင်ဝင်ပါမယ်။ဒီလိုဆိုရင်ကျွန်တော်တို့ဒီမှာပေါ့ကျွန်တော်တို့ဒီထဲကိုထုတ်ဝင်ပါမယ်။ဒီထဲရောက်ပြီဆိုရင်ပေါ်ကနေဝင်ကိုဆိုတဲ့နေရာကိုကျွန်တော်ထုတ်ဝင်ပါမယ်။ကျွန်တော်ဝင်ကိုထုတ်ဝင်ပါမယ်။ကိုရဝင်ပြီးကျွန်တော်တို့ဒီမှာမိနစ်တွေရွေးလို့ရပါတယ်ဒီမှာစက္ကန့်30မိနစ်3မိနစ်5မိနစ်ကျွန်တော်ကတော့ဒီ app ကအလုပ်လုပ်တာက1မိနစ်ပါ1မိနစ်ကိုကျွန်တော်ရွေးချယ်ထားပါတယ်ဒီမှာပြောချင်တာကဒီမှာပေါ့ဒါသူတို့ဒီနေရာမှာဆိုရင်ဒါပေါ်စင်မှာပေါ့နော်ပေါ်စင်မှာနောက်ပိုင်းကခွန်နဲ့ဒီမှာဆိုခွန်3အခုခွန်3သွားနေရပါတော့ဒါကုံဆုံးမဲ့ချိန်ပါကုံဆုံးမဲ့ချိန်က9မိနစ်အလိုထိလောင်ကြီးကိုလောင်လို့ရပါတယ်9မိနစ်အောက်ရောက်သွားပြီဆိုရင်9မိနစ်အောက်ရောက်သွားပြီဆိုရင်လောင်ကြီးကလုံးဝထိုးလို့မရတော့ပါဘူးအခုကကျွန်တော်ဒီမှာ online manager ကိုကျွန်တော်ဝင်ပါမယ်ပြီးရင်ဒါအချိန်ပြီးတော့မှမလို့ကျွန်တော်ဒီတော့မပြတော့ပါဘူးเนาะကျွန်တော်ကကျွန်တော်ပြပေးမယ်ဟုတ်ဒီမှာဆိုရင်ခွန်လေးပါနော်ခွန်လေးမဆိုခွန်လေးဆိုတော့အဲ့ကနနောက်ဘက်ဆုံးကနနှစ်ခုကျွန်တော်ယူရေးရပါမယ်ဒီမှာဆိုရင်ချိန်မှာဆိုခွန်နောက်ကကြတော့လေးနော်ဒါဒီမှာရှေ့ကိုခွန်ရေးနောက်လည်းပြီးရင်ကျွန်တော် step ကိုနှိပ်ရပါမယ် step ကိုကျွန်တော်ချက်နှိပ်ရပါ3စက္ကန့်စောက်ပေးပါကြည့်ပါတော့ကြည့်ပေးရပါတယ်ကြည့်ပေးထားရင်ကျွန်တော်တို့ကဒီမှာကြည့်လောင်းရမယ်ပေါ့နော်ကျွန်တော်တို့ကြိုက်တဲ့ပမာဏနဲ့လောင်းရပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာပေါ်စင်မှတ်တမ်းဆရာโอเคမှတ်တမ်းနော်အဲ့မှာကျွန်တော်တို့ကပုံမှန်ထားပေါ်စင်မှတ်တမ်းအဲ့ဒါခုဆိုရင်တိတ်မသိတာဘူးဗျဒီဘက်ကဆရာကိုနှိပ်ပါဆရာကိုနှိပ်ပြီးကျွန်တော်တို့ပို့ပြီးတော့အခုရိုးရှင်းတာကိုတွေ့ရပါမယ်ဒါဆိုရင်ကျွန်တော်နိုင်ပါပြီပေါ့နော်ဒါကျွန်တော်နိုင်ဝေးခံလို့ဆိုရင်ကျွန်တော်တို့စားလိုက်ပြီးထိုးပါဆိုရင်ကျွန်တော်စားလိုက်ပြီးထိုးဖို့အတွက်ခွန်5ပြီးတော့ခွန်6ဆိုတော့ခွန်6ထည့်ကြည့်မယ်ခွန်6ရဲ့အကြီးပဲတော့ထပ်ပြီးတယ်ထပ်ပြီးလိုက်တော့ကျွန်တော်တို့ကစားလိုက်မယ်ပေါ့ကျွန်တော်မှာတော့ဒါပြေဆုံးနေဆိုတော့ကျွန်တော်စားမလိုက်တော့ဘူးပေါ့ဘယ်လိုထားပါတော့ဥပမာ100လောင်းထားရဆိုရင်1000ပြောင်းလောင်းလိုက်ပေါ့နော်ဒါမှမဟုတ်100လောင်းပြီးနောက်9စားလိုက်လိုက်10စားလိုက်လိုက်အဲ့လိုမျိုးတိုက်လို့ရတယ်ပေါ့နော်တော့အချိန်ကြောက်ကျွန်တော်ထည့်ကြည့်မယ်အဲ့မှာကျွန်တော်ပြောလို့ကျွန်တော်ဒီမှာပေါ့အကြီးတောင်းထားတယ်ကျွန်တော်အသေးကိုထပ်မလောင်းပါဘူးထပ်မလောင်းဆိုတော့ကျွန်တော်ဒါပေးခံမှာကြောက်လို့ပေါ့နော်စကေးတန်ပင်းတင်မှာဒီပမာဏအတိုင်းကိုပြန်သွင်းရမှာဆိုဘယ်လိုသွင်းနိုင်ပါလဲအဲ့လိုမျိုးရှိတဲ့အတွက်မို့ကျွန်တော်ဟုတ်ပါဘူးဒါဆိုကြည့်ကြတယ်ကျွန်တော်ပြန်လိုက်မယ်ကျွန်တော်စားအထည့်ပြီးတော့ကျွန်တော်ပြန်ရတယ်ကျွန်တော်တို့ခွန်ရှစ်ကိုကျွန်တော်တို့တစ်ခါပြန်ကြည့်မယ်ခွန်ရှစ်တစ်ခါပြန်ကြည့်မယ်တေးတော့တေးပြပါနော်တေးပြပါနော်ကျွန်တော်စားလိုက်ပြီးတော့ဟောလိုက်ပြီဟုတ်တေးလောင်းလိုက်ပြီအမှထပ်ထိုးခြင်းလဲဆိုရင်လည်းတေးကိုထပ်ပြီးတော့ထပ်ထိုးခိုင်းမယ်ရှိတော့နော်ဒီမှာထိုးလို့ရပါတယ်ကျွန်တော်တိတ်နေစတော့ကျွန်တော်ကဆိုတော့တိတ်နေစရပါနော်ဒါကုံဆုံးတော့မယ့်အချိန်လေးပေါ့နော်ကျွန်တော်9မိနစ်အောက်ဆိုကျွန်တော်လောင်းကြီးကိုလုံးဝထိုးလို့မရတော့ပါဘူးတေးတော့ကျွန်တော်နေပါတယ်ဒါကျွန်တော်ရအောင်ငွေနိုင်ငံငွေလေးပါဟုတ်ပြီကျွန်တော်နောက်ကခွန်9ပေါ့နော်ဒီနောက်ပဲခွန်9ကျွန်တော်ချက်ကြည့်မယ်ခွန်9ကကြားမယ်ဆိုတော့
ဒီရှင်းမှာခွန်ရေးမယ်နောက်မှာကိုရေးမယ်ပြန်စတက်ကိုနှိပ်မယ်ကျွန်တော်3နှစ်တက်သေးပဲနော်သူကသေးပဲထပ်ပြီးရအဲ့တော့ကျွန်တော်သေးပေါ့နော်သေးကိုကျွန်တော်ထပ်လောင်းမယ်ကျွန်တော်သေးအောင်မျိုးဆိုလောင်းပေးပါပြီနော်ကျွန်တော်သေးကိုဟိုပေါ့ရုပ်ရှင်ပါတယ်စဉ်းစားရအောင်ကိုကြိုက်ရင်လောင်းလို့ရတော့ကိုမကြိုက်ရင်ကိုမတေးရောက်ဆိုရမလောင်းပဲနဲ့ထားလို့ရပါတယ်ကျွန်တော်ရောပြသရနေတဲ့ကျွန်တော်လောင်းပြခြင်းဖြစ်ပါတယ်နောက်ကျွန်တော်ရှုံးပါတယ်နောက်ကခွန်ကိုပြီးတော့80ကိုကျွန်တော်ထပ်ကြည့်ပါမယ်ရှေ့ကိုရှေ့အနောက်ကိုတော့ရပါတော့ဟိုထပ်ကြည့်ပဲကျွန်တော်အချိန်လေးစောင့်မယ်ကျွန်တော်တို့အသေးထပ်ပြီးခဲ့အသေးထပ်ပြီးတော့ကကျွန်တော်အသေးကိုလောင်းမယ်နော်တို့ကျွန်တော်ပြန်လာလိုက်ပြီဒါကဒီဘက်ကမှတ်တမ်းဆိုတာကကြတော့မှတ်တမ်းဆိုတာကကျွန်တော်စောလာကျွန်တော်ဘယ်လိုနိုင်ရဆိုတော့လို့ပြလာပါတယ်ကျွန်တော်ဒီမှာဆိုရင်နိုင်တယ်ဒီမှာရှုံးတယ်ဒီမှာနိုင်ရောနော်ဒီမှာရှုံးတယ်ပြီးဒီမှာပြန်လာတယ်ဒီမှာရှုံးတယ်ဒီမှာ2ချိန်နိုင်တယ်နော်ချိန်ရှုံးတယ်နော်အဲ့တော့ကျွန်တော်3ချိန်4ချိန်နိုင်ချိန်ရှုံးပါနော်3ချိန်ရှုံးပါနော်အဲ့တော့ကျွန်တော်အခုနိုင်ပါပြီပေါ့နော်โอเคကျွန်တော်80မှာနိုင်တယ်အဲ့တော့ကျွန်တော်81ကိုကျွန်တော်တို့ထည့်ကြည့်မယ်နော်81ကသူပါပေးမယ်ဆိုတော့အဲ့ကြောင့်မို့ရှည်ရမယ်နောက်ကိုတည်ရမယ်ကျွန်တော်စတက်ကိုနှိပ်မယ်ထည့်ကြည့်မယ်သူကအသေးပဲထပ်ပြီးနော်အဲ့တော့ကိုပြန်ဆန်းကြည့်မယ်ရှည်ရမယ်နောက်ကိုတည်ရမယ်ဟုတ်တယ်အသေးပဲပြီးရနော်အသေးပဲပြီးရတော့ကျွန်တော်တို့အသေးကိုကျွန်တော်တို့ထပ်လောင်းမယ်ကျွန်တော်လောင်းလိုက်ပြီတော့သေးကိုလောင်းထားလိုက်ပါပြီဒီဘက်ကဟာတွေကပြီးသွားတဲ့နံပါတ်တွေပေါ့နော်ဒါရှင်တို့3ညနေပြီးတော့တော့9ထိစားတယ်ဒီမှာ1 2 3 4 5 6 7 9 3ည80 81အဲ့တော့ကျွန်တော်နိုင်တယ်ဟုတ်နော်အဲ့ဆိုရင်ဒီကအရင်ကလို့ပါတယ်နောက်ကကျွန်တော်စက်နေပေါ့နော်ဒါကျွန်တော်နိုင်တယ်ပေါ့ဝင်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီ app file ကိုလိုချင်တဲ့လူများကျွန်တော်ရှိမှာလာရောက်တောင်းဝင်လာပါတယ်သူရဲ့လိုအပ်ချက်ကပါလဲဆိုတော့ကျွန်တော်ရဲ့မှာ user ဖြစ်နေရပါမယ်ကျွန်တော်ပေးထားတဲ့တဲ့တိုင်း soft ကစားနေတဲ့သူဖြစ်နေရပါမယ်အဲ့ဆိုရင်တော့ကျွန်တော်ကဒီ game တဲ့ကိုလည်းကျွန်တော်ပေးမယ်ပြီးတော့ဒီ game ရဲ့ password ကိုလည်းကျွန်တော်ပေးထားမှာဖြစ်ပါတယ်ဒီကကျွန်တော် user ဖြစ်နေဖို့အရေးကြီးပါတယ်ကျွန်တော် user ဟုတ်မဟုတ်ဘူးကျွန်တော်ရဲ့ chat box မှာဘယ်လိုရဲ့ game ID ပေါ့နော် game ID ကတော့ဒီမှာကျွန်တော်ထဲကိုသွားပါတော့ပြင်ဒီမှာအပေါ်မှာရှိနေတယ်ခဏလေးရှိပါတယ်အဲ့ဒါလေးကိုမတားထားရုံပါပဲအဲ့ခဏလေးကျွန်တော်မှတ်ပြီးတော့ copy ယူကျွန်တော်ရှိပို့ပေးရမှာပဲကျွန်တော်စစ်ပြီးတော့ကျွန်တော်ရဲ့ user ဖြစ်ရဆိုရင်ကျွန်တော်game ကိုကျွန်တော် download ပေးဆွဲပါမယ်ပြီးတော့ password ကိုလည်းကျွန်တော်ပြောပြပေးပါမှာဖြစ်ပါတယ်အားလုံးပဲခံကောင်းကြပါစေနိုင်ဝင်များတဲ့ရရှိနိုင်ကြပါစေဗျ